ဆိုဘန်ဒူနဲ့ပတ်သက်ပြီးတော့တချို့ကဘန်ဒူဆိုတာအတူလေးတွေအပြက်ကလေးတွေကိုဘန်ဒူခေါ်တာတချို့ကဘန်ဒူမှာ form မရှိဘူးစသဖြင့်အဲ့လိုပြောရနော်အဲ့လိုဘန်ဒူမှာ form မရှိဘူးအတူတွေအပြက်တွေဆိုရင်ဘာနဲ့တူသွားလဲဆိုတော့ဆရာတို့ combat ဖြစ်သွားလိမ့်မယ်နော် combat system နဲ့ဘန်ဒူနဲ့ဘာကွာလဲဆိုတဲ့ဟာကိုရှေ့မှာဆရာပြောခဲ့ပြပါပြီနော်အဲ့တော့ဆရာတို့ဘန်ဒူမှာ2 type 2ချင်းကစားတဲ့ form တွေရှိတယ်နှစ်ဦးတွဲကစားတဲ့ form ရှိတယ်ဆရာတို့အများနဲ့တယောက်ကစားတဲ့ form တွေရှိအဲ့ဒါတော့ဆရာတို့ရှေ့တော့ဝိုင်းဝင်ဝိုင်းထွက်လို့ခေါ်တာပေါ့အဲ့ဒီနေရာတွေမှာအများနဲ့တယောက်ကစားတဲ့ form တွေအမှန်တော့ရှိရဗမာမှာဒီဟာတွေကဆရာတို့ပျောက်သွားတာเนาะအမှအစင်းမြင့်ဘန်ဒူပိုင်းပေါ့တယောက်ဒီနှစ်ဦးတွဲကစားတဲ့ form ပေါ့အဲ့ဒီဥစ္စာဆိုရင်ဆရာကြီးဦးစိုးမြင့်ကဟိုဆရာတို့တိုင်းဖက်ကျုံမပေါ်ခင်တော့ရှေးတော့တေဇင်နာရာမကျောင်းတော်ကြီးမှာတိုင်းတက္ကသိုလ်ဆိုတာရှိတယ်မဟန်းကုတ်ကိုင်းပါလေအဲ့ဒီမှာရှမ်းပြည်အဖွဲ့တစ်ဖွဲ့လာတိုင်တော့သူအစင်းမြင့်ဘန်ဒူကစားတော့ဆရာကြီးဦးစိုးမြင့်ကသူတွေ့ဘူးတယ်တဲ့ဒါပေမဲ့ဆရာတို့အခုကလိုကစားတဲ့ပုံစံမဟုတ်ဘူးသူကဒီကစားပြီးတယောက်တိုက်ပြီးတော့ပြန်ခွာလိုက်သူက style ကြီးပြန်ယူလိုက်အဲ့ဒီပုံစံနဲ့သွားတာရှေးပုံစံ